အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Helen ကစပင်းနှစ်ထပ်လုံးဒီကလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ခဲကိုပေါ့နော်ခဲကိုပဲပါဒီ wedding dress ကိုလဲပေးပါပေါ့နော်ဒီ wedding dress ကိုလဲ wedding dress 1လည်းမဟုတ်ပါဘူး2လည်းမဟုတ်ပါဘူးပြီးရင်တော့ Helen ကစပင်းကိုဒီလိုစတုံးလေးပဲထုံးထားတယ်ပြီးရင် wine ကိုတော့ပေါ့နော်ဒီနားက ninja ဆိုတာလေးကိုလဲပေးပါလဲပြီးရင်တော့ Helen တို့ game ထဲကိုဝင်ကြမယ်။ဟော game ထဲကိုဝင်လာပါရှင့်။ဆိုတော့ပို့ကြည့်မယ်။ဆိုတော့ပထမအဆုံးအနေနဲ့ခဲကို home ပွားရောက်သွားတယ်နော်။ home ပွားရောက်သွားပြီး wine ညာနေကြီးပေါ့နော်။ wine ညာနေပြီးတရုပ်ဆောင်ရမယ်ပေါ့နော်။ဝိုင်းနေအောင်တရုပ်ဆောင်ရှင်တော့မီနူရဲ့ဝင်လိုက်ဝင်ပြီးရင်ဒီနေရာမှာပေါ့နော်ကိုကြိုက်တဲ့ character ရွေးလိုက်ပေါ့နော်အဲကိုကြိုက်တဲ့ character လုပ်လို့ရတယ်ပေါ့နော် Helen ရွေးပြီးဆိုတော့ Helen တို့တွေဘယ်လိုလုပ်မလဲဆိုတော့သူ့ကို talk မယ်ပေါ့နော်ဒီကလေးကို talk မယ် talk ပြီးရင်တော့သူ့ကိုဒီ whole hands လုပ်လိုက်မယ် whole hands ပြီးရင်တော့ဒီနေရာကနေပြီးတော့ဒီနားလေးမှာခုံးဆိုတာရှိအဲ့လိုနှိပ်လိုက်မယ်နှိပ်ပြီးရင်တော့ action လုပ်လိုက်မယ်အဲ့ခလုံးဒီပထမခဲကိုပေါ့နော်လွတ်လိုက်မယ်လွတ်ပြီးရင်တော့ဒီခလုံးခဲနဲ့ဒီမြရရောက် talk လိုက်ပေါ့နော် talk ပြီးရင်တော့သူ့ကိုလည်းဟို has ထပ်လုပ်လိုက်လုပ်ပြီးရင်ဒီခလုံးကိုပြန်ပိတ်လိုက်ပါပိတ်ပြီးတော့ has ကိုလည်းဖြုတ်လိုက်ပါဖြုတ်ပြီးရင်တော့ခဲနေရာနဲ့တရုပ်ဆောင်မယ်ပေါ့နော်သူ့ကိုပေါ့စကားတော့ပြောပါသူ့ကိုဒီလိုလေး talk လုပ်ပြီးတော့ဒီ talk တက်ပြီးတော့ talk လုပ်လိုက်ပါပြီးရင်တော့ကိုကြိုက်တာလေးတွေကိုရွေးလိုက်ပါပေါ့နော်ပြီးရင်လည်းသူ talk ထပ်လုပ်မယ်ပြီးရင်တော့အင်ဂျီလဲမယ်ပေါ့နော်အင်ဂျီကို Helen တို့ဘာလေးလဲရမလဲဆိုတော့ခဏလေးပါဒီ castle လား castle where one ဆိုတာလေအဲ့ဒါလေးကိုတန်ထမတောင်းမှာပါအဲ့ castle 1 ဆိုတာလေးကိုလဲပေးလိုက်ပါလဲပြီးရင်တော့သူ့ကိုထောက်ထပ်လုပ်မယ်လုပ်ပြီးရင်တော့အင်ဂျီတဲကိုထပ်ဝင်မယ်ဝင်ပြီးရင်တော့ဒီ hell ထဲကိုဝင်မယ်ဝင်ပြီးရင်တော့ Helen တို့သူ့ကိုကြိုက်တဲ့ဒီစပင်ဖာလာ hell လေးလုပ်ပေးလိုက်ပါတော့ကဒီကောင်လေးကိုလုပ်လိုက်မယ်ဒီဆိုရ Helen တို့ကိုလုပ်ပြီးပြီးရင်တော့အားလုံးမတည့်တဲ့အတိုင်းပဲသူ့ကိုtalk လုပ်မယ်ပြီးရင်တော့ခါရီလုပ်လိုက်မယ်ပေါ့နော်ဒီခါရီကိုလုပ်လိုက်မယ်လုပ်ပြီးရင်တော့ wine ညာနေပြီးတရုပ်ဆောင်မယ်ဆောင်မယ်ပြီးတော့ဒီခဲကိုသွားပြီး talk မယ်ပေါ့နော် talk ပြီးသူ့ကိုထပ်ပြီးခါရီလိုက်မယ်ခါရီပြီးရင်တော့လွတ်လိုက်မယ်လွတ်ပြီးဝေးလေးသွားလိုက်မယ်ဆိုပြီးခဲညာနေတရုပ်ဆောင်မယ်ပြီးရင်တော့ဒီ action club ကိုနှိပ်လိုက်မယ်ပေါ့နော် okay ဆိုပြီးတော့Okay, soဒီခဲဝင်မယ်ပေါ့နော်ပြီးရင် Helen ကြိုက်တဲ့ hair တစ်ခုရွေးလိုက်မယ် Helen ကတော့ဘယ်ဟာလေးကိုရွေးမလဲဆိုတော့Helen တို့ရဲ့စလုံးထုတ်ထားလေးပဲရွေးမယ်ပေါ့နော်ရွေးပြီးရင်တော့ close ကိုထပ်နေမယ်ပြီးတော့ကိုကြိုက်တဲ့အင်္ဂလိပ်လေးရွေးလိုက်ပါပေါ့နော် Helen က wedding dress ထပ်လုပ်လိုက်ပါ so okay ဆိုတော့ဒီလိုဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပါပြီဆိုတော့ Helen တို့တွေထပ်ပြီးတော့ရောလုံးလို့ရမှာကို website how to type ကနေကျုပ်ဆောင်နိုင်မယ်ဆိုတော့ဒါရီကောင်ကတီဗီတာပုံလို့ Helen ပြောတော့เนาะပြီးရင်ခလုံးမယ်ခလုံးပြီး action လုပ်မယ်ပြီးရင်ခလုံးကဲကို talk မယ် talk ပြီး host လိုက်မယ် host ပြီး ois မှာတော့တယ် host လိုက်မယ် host ပြီးတော့အေးဘာလို့ host လုပ်လို့မရပြီးရင်အေးမရတော့เนาะမရတော့ရှင့်ကြည့်ရတော့မရအောင်တော့အဆက်ထပ်လို့ရမယ်ပေါ့နော်ဆိုတော့သူ့ကို hell has ပိုက်မယ်ဒီ clone ရေးပေးလိုက်သူ့ကို home has လိုက်မယ် clone ဖွင့်မယ် action လုပ်မယ်ဒီကဲကို home has မယ်ဒီ clone ပိတ်မယ်ပြီးရင်ဒီနားလေးမှာထားမယ်ပြီးရင်ဒီကောင်မကိုတော့တဲ့ခါရီပြီးတော့ဒီနားလေးမှာသွားထားလိုက်ဒီဒါလို့ဒီကောင်မမလို့တော့ဆိုတော့ပြီးရင်တော့ခဲနဲ့အောင်ပြောဆောင်ပြီးဒီကိုစကားချူချူလေးတော့ပြောပြီးတော့အင်ဂျီမှာဒီ castle where one ဆိုတာလေးတွားပြီးတော့လုပ်ကြည့်မယ်လုပ်ပြီးရင်တော့ Helen hair ပြောင်းမယ်ပေါ့နော် Helen hair ကိုထပ်ပြီးတော့
လုပ်မယ်ဆိုတော့ Helen တို့တွေဘယ်လိုဘာလေးကိုလုပ်ကြမလဲဆိုတော့ Helen တို့တွေတဲ့ Helen တို့တွေဘာလေးကိုလုပ်ကြမလဲဆိုတော့ Helen တို့တွေဒီကောင်လေးကိုလုပ်လိုက်မယ်လေ OMG ချစ်စရာလေးပါဒါပေမဲ့သူမဟုတ်ဟန်ဆိုပြီးတော့ခါရီမှာပြီးရင် boy ပြီးရင်တော့ tab ခါရီလွတ်ပြီးခဲပြီးရင်သူ့ကိုလွတ်လိုက်မယ်ဟိုပြဖြစ်ပါဟာ Let them show ပြီးရင်တော့ hair နေရာမှာ Helen တို့တွေဒီစပင်းလေးကိုရွှေ့လိုက်မယ်ဒီကလုံးမှဖြစ်တဲ့ဒီရွှေပေါ့နော်ရွှေ့ပြီးရင်တော့ Helen တို့တွေဒီ wedding dress ကိုထည့်လိုက်ကိုကြိုက်တဲ့အင်ဂျီလဲလို့ရတယ်ပေါ့နော် Helen wedding dress features mask OMG ကြည့်လိုက်ပါရှင် Helen တို့ဘယ်တစ်ထက်နေလို့လဲဒီနေရာလေးမှာတွေ့လာပြီ Helen တို့ရဲ့ဒါလေးတစ်ခုလောက်ထားတယ် Helen တို့ရဲ့ပေါ့နော်တုံးထက်လောက်ထားတာပေါ့နော်တုံးထက်လောက်ထားအရန်မိုက်ပါတယ်စပင်းရောင်ကတော့ကွဲနေသူတည့်ရတိုင်းပဲဆိုတော့ Helen တို့ OMG ဘာဖြစ်ပုံမလဲဟဲခါလာတယ်မှာကိုကြိုက်တဲ့အရောင်လေးရွှေ့လိုက်မယ်ဆိုတော့လည်းရွှေ့ကြည့်လိုက်မယ်ပေါ့နော်ပြီးရင်ကြည့်လိုက်ပါပေါ့နော် Helen တို့တွေ3တက်လောက်ထားဒီကောင်လေးကတစ်ချက်ဟိုမှာစတုံးထုံးထားတယ်လေးကတစ်ချက်စပင်းစီးထားတယ်တစ်ချက်3တက်လောက်ထားပါအဲ့လို3တက်လောက်လို့ရတယ်ဆိုတာလေးကို Helen ပြတ်တော့ပဲဖြစ်ပါတယ်ဆိုတော့အားလုံးချစ်စပါတယ် bye bye ကစားနေလေးဖြစ်ပါစေ